ဒေါ်လာ9ဘီလီယံနဲ့အင်မာယာကြီးတစ်ခုလုံးကိုဖြိုချလိုက်တာဘယ်သူလဲသိလားကမ်မက်ကမ်ပဏီတွေမဟုတ်ပါဘူးအသက်22နှစ်အရွယ်ကောင်လေးတစ်ယောက်ပါသူ့နာမည်က Tyler Shoes သရနော့မှာအလုပ်လုပ်ရင်Edison ဆက်တွေကသွေးစစ်ချက်အဖြေတွေလိန်ထုတ်နေတာကိုသူစတွေ့ခဲ့တယ်ဒါကိုကမ်ပဏီရဲ့ Chat Operating Officer ဖြစ်တဲ့ Sunny Bawani ကိုတွားပြောတဲ့အခါ Sunny ကသူ့ကိုချင်းချောက်ခဲ့ပါတယ်။ဘာပြောစလို့လို့မလုပ်ရင်ထွက်သွားတယ်။ဒါပေမဲ့ Tyler ကမကြောက်ခဲ့ပါဘူး။လှုပ်ဝက်ဖုန်းတစ်လုံးနဲ့ Wall Street Journal သတင်းတော့ John Carreyrou ကိုဆက်သွယ်ပြီးသရနော့ရဲ့မင်းညစ်နေတဲ့လိုဝက်ချက်တွေအကုန်လုံးကိုဖွင့်ချလိုက်ပါတော့တယ်။2015အောက်တိုဘာလမှာကမ္ဘာကျော်ဆောင်းပါးကြီးထွက်လာပါတယ်။သရနော့ရဲ့ share တွေဟာ9ဘီလီယံကနေတုံညာဖြစ်သွားတယ်။ Elizabeth Holmes နဲ့ Sunny Bawani တို့ထောင်နှံဆန်နေရတယ်။ဒညာမှုဆိုတာတက်လေကားနဲ့တက်တယ်လို့ဉာဏ်ပေမဲ့အမှန်တရားကတော့လေကားတဲ့အတိုင်းတက်တယ်လို့ခိုင်းပါပါတယ်။မိတ်ဆွေရဲ့လုပ်ငန်းကိုအမှန်တရားလို့ခေါ်တဲ့ဒေတာပေါ်မှာတိဆောက်ခြင်းကျွန်တော်ရဲ့ Growth AI အပါအဝင် L3 Blueprint ကိုအခုပဲရယူလိုက်ပါ Telegram link ကိုတော့ message မှာယူလို့ရပါတယ်